လာပါဒါလေးကဒုံးနဲ့မှုပါအောင်နော်စားလို့မရပါဘူးကျမတို့ပစ္စည်းတွေတော့လူကြီးတွေကချူမိုင်းမိုင်းဆိုပြီးတော့ကျမတို့ယူပြီးတော့ချော့ကြရပါတော့တကယ်တော့ဒါလူကြီးတွေကကျမတို့အသုံးချပေးတာပါတကယ်တော့သူတို့ကကျမတို့ချော့ကျင်တာမဟုတ်ဘဲနဲ့သူတို့ရဲ့ကျမရဲ့အတွက်သူတို့ဘာသာလက်ကျင်နဲ့လုပ်နေကြတာပါကျမကဒီလက်ချောင်းပါနော်လက်ချောင်းนี่အားနေတင်မှာပါပါတယ်စာရေးလို့ရှိမယ်ဖြစ်ဖြစ်ကိပုတ်တုံးလို့ရှိမယ်ဖြစ်ဖြစ်ဖုန်းလေးကင်တုံးလို့ရှိမယ်ဖြစ်ဖြစ်လက်ချောင်းကြီးအကြာညောင်းညာနေတတ်တယ်ပေါ့နော်အသုံးပြုပြီးသွားလို့ရှိရင်လက်ချောင်းကြီးအကြာညောင်းညာနေတတ်တယ်ပစ္စည်းတွေဆိုလို့ရှိရင်ခဏလို့ကြာတယ်ကိုကတေချာကင်ထားပြီမယ်လက်ချောင်းကြီးရုပ်ပြက်ကြီးအာရောသွားပြီးတော့လွတ်ကြတာမျိုးခဏဖြစ်တယ်ပေါ့နော်လက်ချောင်းလေးချင်းအောင်မဖြစ်မနေလုပ်ဖို့လိုအပ်လာတာပေါ့နော်ရုံးမဲ့ဆိုရင်လက်ချောင်းလေးကျင်တဲ့နေကလက်ချောင်းတက်မှာဘူးတက်တစ်ခုတည်းတွတ်တာမဟုတ်ပဲတခြားဆက်ဆက်ကျမကြီးအတွက်လည်းကောင်းတယ်လို့သိရတယ်ပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ကျမတို့လည်းချူမိုင်းမိုင်းလေးကျင်နေလို့ရတယ်ကျမတင်လာတဲ့ပေါ့နော်ဗီဒီလေ့ကျင့်လုပ်တဲ့ဗီဒီယိုလေးမှာဆိုရင်တတိထားမိကြလာတော့မသိဘူးပေါ့လေ့ကျင့်နေမှာလေအပေါ်အောက်မြောက်ရင်ပဲဖြစ်ဖြစ်ဒီကိုဆိုင်မဲ့ဖြစ်ဖြစ်အရှင်းနောက်ကိုပဲဖြစ်ဖြစ်ဒီတိုင်းပဲလုပ်တာမျိုးမဟုတ်ပဲနဲ့တခါလေလေ့ကျင့်တယ်ပေါ့နော်ဒီလိုချူမိုင်းလေ့ကျင့်လုပ်နေချူမိုင်းဒီကလုတ်သွားတာမျိုးရှိတယ်လေပြောမဆိုရှင်ကွာတဘူလုံးရဲ့ပေါ့နော်လေ့ကျင့်ခန်းလုပ်နေနေဖြစ်ဖြစ်လေ့ကျင့်ခန်းလုပ်နေနေဖြစ်ဖြစ်တခါလေလက်ချောင်းလေးကိုပါတွဲပြီးလေ့ကျင့်ခန်းလုပ်သွားတယ်ပေါ့ကွာကိုကလုံးရှာလေ့ကျင့်ခန်းမလုပ်ချင်တော့မှဟိုပေါ့ဒီလေ့ကျင့်ခန်းတွေကကို TV ကြည့်နေရင်လည်းဒါမှမဟုတ်မိသားစုရဲ့တငယ်ချင်းတွေနဲ့စကားပြောနေနေဖြစ်ဖြစ်ပေါ့နော်ဒီတိုင်းပြန်လိုက်ဆိုလိုက်လုပ်လို့ရတယ်လေ့ကျင့်ခန်းမျိုးပေါ့ပေါ့ပနေလေကိုကအကူကြီးရနဲ့လေ့ကျင့်ခန်းလုပ်ချင်တယ်ဆိုလို့ရှိရင်ဒါမျိုးနဲ့လည်းလုပ်လို့ရပါတယ်ဒါမျိုးကို hand grip လို့ခေါ်ရပါတော့ဒါလေးကိုဘယ်လိုဆော့လို့ရလဲဆိုတာကျွန်မအဆန်းဆိုပြမယ်ဒါတကယ်တော့အမှန်ကပေါင်20အားပေါင်20အားပေါ့နော်ကိုမှပေါင်20ကိုခြေဖြတ်နိုင်တဲ့အင်အားမျိုးရှိတယ်ဆိုလို့ရှိရင်တော့ဒီကွင်းလေးကိုဒီလိုမျိုးလေးကင်ပြီးညှစ်လိုက်လို့ရှိရင်သူကပင်ရှိလေးဖြစ်သွားမှာဒီမှာအဲ့ဒါကိုအားမရှိပါဘူးအဲ့ဒါမျိုးဒီလောက်ပဲရတယ်ပင်ရှိလေးဖြစ်သွားတယ်ဆိုလို့စိတ်တော့မပူပါနဲ့ကိုကလက်လွတ်လိုက်လို့ရှိရင်တော့ပုံမှန်တိုင်းပဲဖြစ်သွားမှာပါဒီ hand grip ကပေါ့နော်ကိုရဲ့တခြားလက်မောင်းလေးလက်ဖြံလေးဒါအားဆိုင်ပြီးလောက်ရမှာနော်လက်မောင်းလက်ဖြံဒီအတွက်လည်းကောင်းတယ်ပြီးတော့ဒီလက်ချောင်းလေးအတွက်လည်းကောင်းတယ်ပေါ့နော်ဒီလက်တစ်ဖက်ချင်းစီနဲ့လည်းဆိုလို့ရပါတယ်လက်တစ်ဖက်နဲ့ပေါင်20ကိုဖြည့်ဖြတ်နိုင်လို့ဆိုရင်တော့ဒီဟာလေးကလည်းခုနလိုပဲရှိလေးဖြစ်သွားမှာပါဒီမှာတော့အာမရှိရဲ့တူလေးဆိုတော့ဒီလောက်ပဲရတယ်ပြီးတော့ဒီဟာလေးဆောတဲ့ခါကျရင်ဟိုကလက်တစ်ဖက်ချင်းစီနဲ့ဆောတဲ့ခါကျရင်လက်နှစ်ဖက်ကိုမျှပြီးတော့ဆော့ပြီပေါ့နော်ဒါမှမဆေး balance ဖြစ်မှာပေါ့နံပါတ်ဆိုလက်တစ်ဖက်သေးပဲတန်းပြီးနောက်လက်တစ်ဖက်ကကြွသားတွေကအာနေပြီးကျန်နေတယ်မှာဆိုလို့နောက်တစ်မျိုးပြပေးပါမယ်ဒီတစ်ခုကခုနကလုပ်ပြတဲ့ပုံစံနဲ့ကဆင်စင်ဆိုပြီးမဲ့ဒီဟာကြတော့လက်မပေါ့နော်လက်မကိုနည်းနည်းလေးအသားပူပေးပြီးတော့train ပေးတာပေါ့ပြီးတော့နည်းနည်းတိုင်းဒီနေရာကြွသားတွေကလည်းလိုက်ပြီးတော့ဟိုအားစိတ်ပေးရတာမဟုတ်လို့ဒီလက်ဖြန့်ချက်သားရေးတော့ကောင်းတယ်ဗီဒီယိုလေးမှာမလို့တင်တည်တာပေါ့နော်ဒီ hand grip ကစားတဲ့ခါကျရင်
ဒီလက်ဖြန့်ကြွသားတွေပဲမဟုတ်ပဲဒီလက်မောင်းကြွသားတွေကပါလိုက်ပြီးအားဆိုင်ပြီးရပေါ့နော်အားဆိုင်ရတယ်ပေါ့ကျမကကြွသားမရှိရလည်းပါပါတယ်သူလေးလိုက်ပြီးတော့ကစားပြီးရပေါ့နော်ဒီလက်မောင်းကြွသားလေးရလဲခုလိုအနီးကကြည့်တော့ကျမလည်းနည်းနည်းကစားတယ်ဒါကြောင့်လက်ချောင်းလေးတွေနဲ့အဓိကအားဆိုင်ပြီးဆိုရတာပေါ့နော်လက်ချောင်းလေးတွေနဲ့ပဲဆိုရတာဆိုလို့လည်းသူကဒါလေးဆိုပြီးဆိုရင်လည်းလက်မောင်းကြတာနေပြီးတော့လက်ထိပ်အထူကိုကစားပြရတာပေါ့နော်အားဆိုင်ပြီးဆိုပြရတာဒီလေးတွေကတရားလေးတွေကပတ်တန်အမျိုးထွက်တယ်ပေါ့နော်ကျမကဒီပတ်တန်ကိုအကျိတ်ဆုံးပါပဲရှင်ဒီပတ်တန်လေးပေါ့နော်ဒီပတ်တန်လေးအကျိတ်ဆုံးပါပဲရှင်သူကလက်မောင်းကြက်သားတွေဒါလေးကစားပြီးလို့ရှင်လက်မောင်းကြက်သားတွေလက်ချောင်းတွေအားရှိဒါကပြောရမယ်ဆိုလို့ရှိရင်အချိန်ပေးပြီးတော့ကစားပြရတာပေါ့နော်အလိုလက်မောင်းကြက်သားတွေလက်ချောင်းတွေအားရှိလာဖို့အတွက်လက်ချောင်းကတော့သိတာပါတယ်လက်ချောင်းကတော့နည်းနည်းအားရှိလာတာညံနေပေါ့နော်လက်မောင်းကြွက်သားတွေတက်လာဖို့ကြတော့လက်မောင်းကြွက်သားတွေကြာနည်းနည်းကြီးတဲ့အပိုင်းဆိုတော့နည်းနည်းတော့အချင်းကြီးရတော့အဲ့လိုမျိုးလက်မောင်းတွေလက်ဖြန်းတွေအားရှိတာအပြင်ချက်ချင်းပေါ့နော်ချက်ချင်းသိတာစီတဲ့တစ်ချက်ကကြတော့သူ့ရဲ့ပတ်တန်းကြောင့်လည်းပါမယ်ထင်တယ်ဒါစီလီကိုနဲ့လောက်ထားတာလေဒီလိုပေါ့နော်ဒီလိုညှစ်ပြီးတော့လေ့ကျင့်ခန်းလုပ်တယ်ဒီလိုညှစ်ပြီးတော့လေ့ကျင့်ခန်းလုပ်တယ်ဒီလိုလေးလက်ချောင်းထင်းလေးနဲ့ဖိပြီးတော့လေ့ကျင့်ခန်းလုပ်ပြီးသွားတဲ့အခါကျရင်လက်ဖွားလက်ချောင်းလေးကိုနှိမ့်နေပြီးသူဖြစ်ပြီးတော့သွေးကြောလေးတွေကိုလည်းပွင့်စီပြီးတော့လုံးဝညောင်းညပါပြီးသွားတာ